တစ်ဖက်ကစားသမားကိုစိတ်ဆွဖို့အတွက်ကိုအသာရဖို့တခုခုကတော့သုံးရတာပဲဒါအောင်လုံးတော့မဟုတ်ဘူးလေနော်ဒါထားဖို့လေဒီပေါ်မှာမူတည်ပြီးတော့ဖြစ်သွားတဲ့အပိုင်းတွေပေါ့အဲ့တော့မထီထီစတယ်ကိုကစိတ်မထိန်နိုင်တဲ့ခါကြလို့ရှိရင်ခြေပါလက်ပါတွေဖြစ်သွားတဲ့အပိုင်းတွေဒါကိုရီလက်ထက်တုန်းကလည်းကြည့်ခဲ့ရတဲ့ပွဲတွေအများကြီးရှိတယ်ပေါ့လေနော်ဒါထားဖို့ကိုရီညွန်ပြရခြင်းဆိုလို့ရှိရင် ranking နဲ့ Vieira ပေါ့နော်နောက်ပြောလို့ရှိရင်ဒါဇီဒန်နဲ့ဟိုခုနချီယယ်လီနီတို့ကခေါင်းတိုက်တဲ့ကိစ္စတွေပေါ့နော်ဇီယာတွေမာတာရာဇီပေါ့မာတာရာဇီတို့နဲ့ခေါင်းတိုက်ခဲ့တဲ့ပြဿနာတွေပေါ့နော်နောက်ချီယယ်လီနီဆိုလို့ရှိရင်လည်းပြိုင်ဘက်တိုက်စစ်မှုကိုသူပါလာပြီးဟဲ့ဆိုလို့ရှိရင်တခုမဟုတ်တခုနဲ့အရန်ဆွာဒီဟာမျိုးတွေရှိတယ်ပေါ့နော်ကတူဆိုလို့ရှိရင်လည်းအမှားမခံဘူးဒါပြောရင်းနဲ့အင်တလီအကြောင်းတွေပါပါလာပေါ့နော်အဲ့လိုမျိုးဖြတ်သန်းခဲ့ရတဲ့အပိုင်းဆော်ရက်တို့ဘာလို့တော့ နော်ဆော်ရက်တို့ဘာလို့ကိုကိုက်တာတော့ချီယယ်လီနီပခုံးကိုကိုက်လိုက်တာတို့ဘာတို့ဒီဟာလေးတွေကတတင်ကစိတ်လွတ်သွားတဲ့အပိုင်းတွေနောက်ပြီးတော့တစ်ဖက်ကကန်လိုက်တဲ့ဘောလုံးကို penalty area ထဲမှာလက်နဲ့တားမိလိုက်တာတို့ဘာလို့ဆိုဒါဒီခိုက်တဲ့နေရာတော့အများကြီးပဲပေါ့နော်သူတို့ကိုယ်တိုင်လည်းဟိုကစားသမားဘဝမှာဒါဟိုသူတို့စိတ်ထဲမှာတော့မှန်ကောင်းမှန်ပဲပေါ့အသင်းအတွက်လောက်ခဲ့တယ်ပေါ့ဒါပေမဲ့သူတို့နားသွားတဲ့အချိန်မှာတော့သူတို့မှားခဲ့ပါလားဆိုပြီးတော့သူတို့စကားတွေထဲမှာပြန်ပြီးတော့ပြောခဲ့တဲ့အပိုင်းတွေလည်းကိုယ်တွေအများကြီးကြုံခဲ့ရတယ်ပေါ့နော်ဒီဟာတွေကတော့ဟိုတတင်ကစိတ်အခန့်လေးတွေပေါ့လေ